အားလုံးမိလာပါကျွန်တော်တို့မိဘမှာရောက်နေတဲ့ညချစ်တွေတရေကျွန်တော်တို့အားလုံးနေရတယ်အကြောင်းပြီးပါနဲ့ပြီးနေတဲ့ကျွန်တော်အစင်ပေးလေးကိုအကြောင်းကျွန်တော်တို့ကအလုပ်တွေကြိုးစားရပါကိုခွေလေးကိုပါလာကိုပဲကိုအကောင်းဆုံးလေးနဲ့ကိုခွေပြီးမှကြောင်းနဲ့စတစ်ကခင်နဲ့ကျွန်တော်တို့အားလုံးကြိုးစားရပါပြပရှိလားဆိုတော့ပြပချတော့အများကြီးရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကြောင့်ထိပ်ပြီးပိုင်းတာမဟုတ်လူအများကြီးရှိနေတဲ့ကိုပညာရှင်တွေကိုမသိကြတဲ့လူတွေအများကြီးပိုင်းလိုက်ရှိပါတယ်။ကျွန်တော်တို့နာချမ်းမရောနေတဲ့သူတွေလည်းရွာကိုလည်းဒီရတယ်။ဒါမဲ့စိတ်ပိုင်းနဲ့ကျွန်တော်တို့ခဏတိချုံးပါ။ချမ်းမရေးကိုအထူးပြီးဆက်ပြီးပါအောင်ကြိုးစားပြီးမှတစ်နေ့ကိုရွာကိုမျိုးပြန်အောင်ကျွန်တော်ကြိုးစားရမှာဖြစ်ပါတယ်။ကြိုးစားတဲ့အချိန်မှာလည်းကျွန်တော်တို့အကောင်းကြိုးစားရမှာဟုတ်တယ်။တေချာတဲ့အလုပ်ကိုကျွန်တော်တို့ရှာပြီးကျွန်တော်ကြိုးစားရမှာဖြစ်တယ်နော်။ကြောင့်ဘာဖြစ်စစ်ရှိပါတိခါပါအလုပ်ကိုကြိုးစားပါ။ချမ်းမရေးအထူးပြီးပြီးဆက်ပါ။ဆက်ပြီးမှကိုဘိုးတွေပါတာဟိုးစုပ်ကိုပြီးမှအနာဂတ်စာစုပြီးမှတနေ့ကျွန်တော်တို့ရွာကိုကျွန်တော်တို့မြို့တွေကိုပြန်ပြီးမှအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါနဲ့။ကောင်းတဲ့